အခုဒီအိမ်ပုံလေးဆက်ဆွဲမယ်နော်လိုအပ်တဲ့လှေကတိတွေဆက်ဆွဲမယ်ဒီဘက်တကားနှစ်ခုရဲ့ကြားထဲမှာရန်ဒါလေးပုံစံဆက်ဆွဲမယ်ပေါ့နော်အခုဒီမြေကွက်ကကြတော့ဒီ120ပတ်လဲဆွဲထားတယ်ပေါ့အဲ့တော့အရင်တော့ဒီတကား main door ရဲ့အရှိမလှေကတိတွေဆွဲမယ် line နှစ်ခုဆွဲဒီအကျယ်ကိုပြန်မတိုင်းချင်တဲ့အတွက် line နှစ်ခုဆွဲလိုက်တာ rectangle တစ်ခုဆွဲမယ်သူ့ကိုအရှိကို10ပေထုတ်လိုက်ပြီအခုဆိုရင်ဒီဒုရဲ့အကျယ်ဒီ2ပေရှိတာဖြစ်တဲ့အတွက်လှေကတစ်ကိုအခုတစ်ချက်က9ခုလိုချင်တယ်9ခုလိုချင်တယ်ဆိုရင်တိတ်မရှာနဲ့9လက်မစီပေါ့နော်ခြေနှင်းကြော်တက်မဲ့နေရာကို9လက်မစီတတ်မှတ်မယ်နောက်ဆုံးတစ်ခုကတော့4လက်မပဲရှိလိမ့်မယ်နော်ပြီးရင် line လေးတွေဆက်မယ်ဒီ guideline နေမလိုအပ်တော့ဘူးเนาะအခုဆက်လက်မှတ်လိုက်တဲ့ဒီအကျယ်ဆော့ဆော့ကဒိုးထုတ်လိုက်အကျယ်ထုတ်လိုက်တာက10ပေဆိုတော့တစ်ခုနဲ့တစ်ခုခြေနှင်းတက်မဲ့အပြားကို2ပေလိုချင်တယ် push pull နဲ့နောက်ကိုပြန်ဆုပ်မယ်เนาะ10ပေ6ပေ4ပေ2ပေဒါဆိုရင်အခုဆက်လက်မှတ်လိုက်တဲ့ဒီလိုအနှင်းတက်မဲ့နေရာလေးတွေဒီ2ပေအကျယ်ရှိမယ်ခြေထောက်ကြော်တက်မဲ့အကျော်က9လက်မရှိမယ်ပေါ့နော်အောက်ဆုံးတစ်ကတော့4လက်မပဲရှိလိမ့်မယ်ဒါဆိုလှေကတစ်ကလေးရသွားပြီကြိုက်တဲ့ဒီဇိုင်းဆွဲလို့ရတယ်နော်အခုဒီတကားနှစ်ခုရဲ့ဒီအရှိမ runner တစ်ခုဆွဲမယ်သူ့ကိုလည်းဒီကနေဒီ line လေးတစ်ခုထုတ်မယ်ဒီကနေဒီ line လေးတစ်ခုထုတ်မယ် dimension နဲ့တိုင်းပြီးလေတိုင်းကြည့်ရင်လည်းရတယ်နော်rectangle တစ်ခုဆွဲသူကလည်း2ပေအမြင့်ရှိတာဖြစ်တဲ့အတွက်ဒီ2ပေဆိုပြီးတော့တကားနဲ့အညီထားလို့လည်းရတယ်ဒါမှမဟုတ်ဘူးကိုကဒီ2ပေအညီမထားချင်ဘူးဆိုရင်လည်းအောက်ကိုနည်းနည်းပြန်နှိမ့်ထားလိုက်ရတယ်နော်6လက်မလောက်ပြန်နှိမ့်ထားလိုက်လည်းရတယ်ကြိုက်တဲ့ပုံစံဆွဲမယ်အဲဆိုအရှင်းမှာဒီတိုင်လုံးလေးတွေတိုင်လေးတွေပေါ့နော် runner ပုံစံကာထားတဲ့တိုင်ပုံစံမျိုးလေးလူချင်းနေပေါ့နော်လူချင်းနေဆိုရင်ရနေဒီထီကို6လက်မလောက်ဝင်လိုက်မယ် iris နဲ့ဒီဘက်နှစ်ခုကမလိုအပ်တော့ iris နဲ့မလိုအပ်တဲ့ line နှစ်ခုကိုဖြတ်မယ်ပြီးရင်ကိုကအတိုင်လုံးစိုက်တော့မယ်ဆိုရင်စိုက်ကဲပုံစံစိုက်မှာလား rectangle ပုံစံပြုလုပ်မှာလားကြိုက်တဲ့ပုံစံလုံးနော်ဒီမှာစိုက်ကဲပုံစံလေးစိုက်လိုက်2လက်မရှိတဲ့တိုင်လုံးလေးတွေပေါ့သူ့component ဖွဲ့မယ်နော် component ကသဘောတရားကတစ်ခုပြင်ရင်10ခုပွားထားတယ်ဆိုရင်10ခုစလုံးပြင်သွားမယ်ပေါ့နော် component ဖွဲ့မယ်ပြီးရင် move နဲ့ရွှေ့မယ် move နဲ့ရွှေ့ပြီး copy ကူးမယ်ပေါ့တစ်ခုနဲ့တစ်ခုကြားမှာတပေ6လိုချင်နေဆိုရင်တပေ6အရေအတွက်ကဘယ်လောက်လိုချင်တာလဲကိုလိုချင်တဲ့အရေအတွက်အတိုင်းကိုရိုက်ထည့်ပေးလိုက်မယ်ဒါဆိုရင်ဒီနားမှာပေါ့နော်ဒီကြားလေးရောက်သွားပြီတပေ6ဆိုရင်ကိုကဒီနားမှာထပ်လူသွားတယ်ပေါ့နော်လူသွားတယ်ဆိုရင်ပြဿနာမရှိဘူးဒါလေးကို move နဲ့ထပ်ရွှေ့မယ်ဒီနားမှာတိုင်းနှစ်ခုစိုက်လိုက်မယ်ကြိုက်တဲ့ design ဖော်လို့ရတယ်နော်ဒီကနေဒီဘက်ကိုလည်းတပေ6ဘယ်နှခုလိုချင်လဲလိုချင်တဲ့အရေအတွက်ရိုက်ထည့်ပေးမယ်ဒီမှာလည်း design လိုသွားပြီလိုတဲ့နေရာကိုထပ်ပြီးတော့ copy ကူးမယ်အဲ့တော့ဒီ line ချောင်းနေမလို့တော့ဒီဘက်ကကျတော့ center ကျတယ်เนาะဒီဘက်မှာ center မကျဘူးကိုက base point ကင်လိုက်တဲ့ပုံမူတည်ပြီးတော့ဖြစ်သွားတာသူ့ရဲ့ design ကြိုက်တဲ့ပုံစံဆွဲလို့ရတယ်အော်ဒီ line တွေကိုဖြတ်မှာဖြတ်ပြီးသွားပြီဆိုရင်တို့တွေရှေ့မှာ component ဖွဲ့ထားတာဖြစ်တဲ့အတွက်ကြိုက်တဲ့ cycle အလုံးနဲ့ကိုcycle ပေါ်ဝင်မယ်เนาะပြီးရင်အမြင့်က3ပေ6လို့ချင်း3ပေ6ပေါ့3ပေ6အမြင့်တင်လိုက်ပြီတင်ပြီးသွားပြီဆိုရင်ဒီစင်တာမှတ်ကနေပြီးတော့မှဒီဘက်စင်တာမှတ်ထိ line လေးဆက်
ဒါဆိုရင်စင်တာမှတ်ထိ line နဲ့ဆက်ပြီးသွားပြီ line ဆက်ပြီးသွားပြီဆိုရင် cycle တစ်ခုဆွဲမယ်3လမ်းမ cycle တစ်ခုဆွဲမယ် line လေးတွေကိုဆက်လက်မှတ် follow me ကိုအသုံးပြုပြီးတော့ by line လေးတစ်ခုပြုလုပ်လိုက်ပြီဒါဆိုရင် runner design လေးတစ်ခုရသွားပြီပေါ့နော်ဆိုတော့ပိတ်ထားတဲ့ cycle လေးတစ်ခုကိုပြန်ဖွင့်လိုက်ပြီဒီပုံစံလေးရသွားပြီနော်အဲ့တော့မှသူ့ကို window တွေက draft for tree တွေက show tree တွေမှာ material ကတ်ဖို့ခေါ်ထုတ်မယ်နော် material ကတ်တဲ့အခါမှာကိုကဘယ်လိုပုံစံကတ်ချင်တာလဲ stone ပုံစံဆိုရင် stone ပေါ့နော်ကြိုက်တဲ့ပုံစံကတ်မယ်နော်material ကတ်ပေးမယ်နော်ပုံစံတိုင်းလေးကပ်ပြီးသွားပြီပြီးတော့တဲ့အခါမှာဒီတိုင်လုံးလေးတွေကိုလည်းကိုကအယောင်ချေခြင်းနဲ့ဆိုရင်အယောင်လေးတွေရွေးချယ်လို့ရတယ်အယောင်တစ်ခုရွေးပြီးသွားပြီဆိုရင်ဒါပြီးသွားပြီပေါ့နော်ဒါဆိုရင်ဒီမှာအထက်မှာခုံလေးတွေထည့်မယ်ဒီဘက်ဖေးမှာဆိုရင်ပန်းဆိုင်မဲ့နေရာလုပ်ချင်တယ်ဆိုရင်လည်းဒီ rectangle လေးတွေနဲ့ design ဖော်ပြီးတော့မှပြုလုပ်လို့ရတယ်နော်အခုဆိုရင်ဒီမှာအယောင်ရွေးပြီးသွားပြီပေါ့နော်ကိုကြိုက်တဲ့အယောင်ရွေးချယ်ပါပြီးရင်ခြံစည်းကိုခတ်ရအောင်နော်ခြံစည်းကိုခတ်တဲ့အခါမှာကိုကအတင်ဆွဲပြီးသားပုံတွေရှိတယ်ဆိုရင်လည်းယူထည့်လို့ရတယ်နော်ကိုကအပြင်မှာခြံစည်းကိုပုံဒီဇိုင်းတွေကိုကိုကဆွဲထားမယ်ဆိုရင်လည်းရတယ်ဒီပုံကြားမှာဆွဲမယ်ဆိုရင်လည်းရတယ်နော်အပြင်မှာဆွဲထားတာတော့ပိုကောင်းတာပေါ့ဒီဇိုင်းတွေဆက်ဆွဲရအောင် rectangle တစ်ခုဆွဲမယ်2ပေကောမ2ပေပေါ့နော်2ပေပတ်လဲဆွဲမယ်သူ့ရဲ့အမြင့်ကို10ပေထားမယ်ပြီးရင်အပေါ်မှာကိုလူချင်းတဲ့ဒီဇိုင်းလေးတွေဖော်မယ်ပေါ့နော်ဖော်မယ်ဆိုရင်ဒီမှာ offset နဲ့အပြင်ကို3လက်မထားလိုက်ပြီအမြင့်တင်မယ်ဒီဘက်အပြင်ကိုအမြင့်တင်မယ်3လက်မတို့လည်း3လက်မပြီးအပေါ်ထပ်မြင့်မယ်3လက်မပြီးဒီအောက်ခြေအပြားကို copy ကိုမယ် push ဖို့ထပ်တယ်3လက်မနဲ့ပဲသွားမယ်နော်မှတ်မိလွယ်အောင်လို့3လက်မသူ့ကိုပြီးတော့မှအပေါ်ကို6လက်မလောက်အမြင့်တင်လိုက်ဒီပုံစံလေးရသွားပြီဆိုရင်ဒီတိုင်းလေးကိုအောက်ကအထစ်ပုံစံမျိုးလေးတွေလူချင်တယ်ဆိုရင်လည်းလုပ်လို့ရတယ်တပေ3လက်မလောက်ချလိုက်မယ်ပေါ့ပြတာကိုဇလမ်းမှန် move နဲ့ copy ကိုမှာတပေပဲပေါ့နော်တပေပဲထားလိုက်ပါတော့ကိုအထဲကို push ဘူးနဲ့တစ်လက်မလောက်ဝင်လိုက်မယ်နော်ဒါဒီဇိုင်းပေါ့နော်ဒီဇိုင်းတစ်ခုပြုလုပ်လိုက်တာကိုယ်စိတ်တိုင်းညလည်းပြုဟောပေါ့နော်ကိုယ်စိတ်တိုင်းညလည်းဆွဲလို့ရတယ်ပြီးသွားပြီဆိုရင်သူ့ကို make component ပြုလုပ်မယ် material တစ်ခါတည်းကတ်လိုက်မယ်နော်
မိကွန်ပိုးတော့ကွန်ပိုးနဲ့ဖွဲ့တဲ့အခါမှာအားလုံးပေါအောင်ဖွဲ့မယ်နော်စောစောတစ်ခုလွတ်ကြံခဲ့တာအဲ့ကွန်ပိုးနဲ့အထက်ကိုဝင်မယ်material ကိုခွဲကက်ချင်တာဖြစ်တဲ့အတွက်အထက်ကိုဝင်ပြီးသူ့ရဲ့မျက်နှာပြင်တစ်ခုချင်းစီပေါ့နော်ကိုလိုချင်တဲ့တခြားတွေကပ်ပေးမယ်အတက်ကနေပြီးတော့မှသူ့ရဲ့ scale တန်ဖိုးတွေကိုပြန်ပြင်ပေးမယ်နော်အခုဒီမှာကိုလိုချင်တဲ့နေရာမှာထားပြီးပြီဆိုရင်ဒီတိုင်းလေးတွေကို copy ကူးမယ်15ပေနော်10ခုလောက်ကိုလိုချင်တဲ့မှတ်ပြီးတော့ copy ကူးလိုက်ပိုနေတော့လည်းဖြတ်လိုက်ပေါ့နော်ဒါဆိုရင်ဒီအတွင်းကိုပြန်ဝင်ပေးမယ် dimension အတိအကျနဲ့ဟိုပါပေါ့နော်ဂျားကွာဝေးပွားတာတော့အကောင်းဆုံးပဲเนาะ dimension အတိအကျနဲ့ပွားပါတစ်ခုနဲ့တစ်ခုဂျားကွာဝေးဘယ်လောက်ထားရင်ဒီခြံရဲ့အစအဆုံးကိုရောက်နိုင်လဲဆိုတာကိုတည်တည်ချာတွက်ချက်ပြီးတော့ပွားပေးမယ်เนาะအခုကတော့ဒါနမူနာပြပေးတာเนาะပြီးသွားပြီဆိုရင်ဒါဒီမှာ line ကို rectangle လေးတစ်ခုဆွဲမယ်တဝက်ပဲလိုချင်တာဆိုတော့ move နဲ့သူ့ဒီဘက်ကိုပြန်ရွှေ့လိုက်မယ် push ပုံနဲ့အပေါ်ကိုတင်မယ်10ပေဆိုရင်များပါပြီเนาะ6ပေလောက်တင်မယ်6ပေခွဲလောက်တင်လိုက်မယ်အမှဒီမှာဒီဇိုင်းလေးတွေဆက်ဆွဲလို့လည်းရတယ်အခုတော့ဒီမှာဒီရိုးရိုးတန်းတန်းလေးပဲပုံဟို material ကပ်ပြလိုက်မယ်เนาะmaterial ကတ်ထားတာမကြိုက်ဘူးဆိုရင်လည်းပြန်ရွေးချယ်လို့ရတယ်
ဒီဘက်နောက်ဖက်တင်ဘေးတွေမှာကိုလည်းအရင်တော့ဟိုလောက်မယ်နော်ဒီခြံစည်းရိုးတွေခတ်မှာအခုဒီမှာခြံစည်းရိုးခတ်ထားတဲ့ဒီဟာလေးတွေကို copy ကူးမယ် rotate လှည့်မယ်နော်အခုဒီရင်ဒီဇိုင်းကပြီးသွားပါပြီအဆင်ပြေမှဆိုရင် like and share ပြုလုပ်ပေးပါလို့မေတ္တာရပ်ခံချင်ပါတယ် YouTube မှာလည်း like and subscribe ပြုလုပ်ထားပေးပါနော်